ဖုန်းဆိုင်ကိုလာတဲ့ customer တွေတစ်ချက်အရင်ကြည့်ဖုန်းဆိုင်ကိုလာတဲ့ customer တွေကအချိန်သူတို့မှပို့တဲ့သူကများတယ်ဖုန်းဝယ်မယ်ဆိုပြီးတော့ဘယ်သူမှအလောတကြီးနဲ့မလာဘူးဒီဖုန်းဝယ်ဖို့အတွက်သူတို့အချိန်တစ်ခုတော့အများတန်းချန်တာဘာလို့လဲဆိုတော့ဖုန်းကိုသူတို့စမ်းသပ်ကြမယ်ဖုန်းမှာပါတဲ့ function တွေသူတို့မလုပ်တော့ဘူးဆိုလို့ရှိရင်ဆိုင်ကိုသူတို့အကောင့်တွေသွင်းခိုင်းတာတို့ software တွေထည့်ခိုင်းတာဒါတွေသူတို့လုပ်ခိုင်းတယ်ဆိုတော့အချိန်ပေးပြီးတော့လာတယ်အချိန်ပို့တဲ့သူကများတယ်နောက်တစ်ခုကကြတော့ဒီဖုန်းရပြီဆိုလို့ရှိရင်သူတို့ကချက်ချင်းကလိချင်တယ်ဖုန်းချက်ချင်းစမ်းကျင်တယ်ဓာတ်ပုံတွေပါရိုက်ချင်တယ် setting တွေဝင်ပြီးကလိချင်တယ်နောက်ဆုံးကျွန်တော်တို့ဖုန်းအဟောင်းလေးကနေပြီးတော့ data တွေဖုန်းတစ်ထဲကိုတခါတည်းထည့်ချင်တယ်မြန်မြန်သူတို့လုပ်ချင်ဒီဖုန်းတစ်ကိုသုံးချင်တယ်အဲ့တော့သူတို့ကလိဖို့အတွက်နေရာသူတို့လိုအဲ့တော့အခုတို့ကဘာလုပ်လို့ရလဲဆိုလို့ရှိရင် copy တိုင်းလေးဖွင့်လို့ရတယ်အေးဆိုင်လေးတော့ထပ်လာလေးဖွင့်လို့ရတယ်ဓာတ်ပုံတွေပဲရိုက်လို့ကောင်းတဲ့နေရာလေးပေါ့နောက်တစ်ခုကကျတော့အဲ့ဖုန်းဆိုင်တွေကိုလာဝယ်ပြီဆိုလို့ရှိရင်တချို့တွေကနီးပညာမကျွမ်းကျင်ဘူးနီးပညာနဲ့မရင်းသေးဘူးမရင်းသေးတဲ့ခါကျတော့ဘာလုပ်ရလဲဆိုတော့နီးပညာကိုကျွမ်းကျင်တဲ့သူနီးပညာကိုရင်းနေတဲ့သူတွေခေါ်လာရတယ်အမောင်လေးလိုက်ခဲ့ရောအမဖုန်းတော့ရမလို့ညီလေးလိုက်ခဲ့ရောအဖို့ဖုန်းတော့ဘူးကိုတိတ်မကျွမ်းလက်ကြည့်တော့နောက်ဒီဖုန်းလေးလိုက်မျိုးကြည့်ပါအောင်အဆင်ပြေလားမသိဘူးခင်ဗျာစသဖြင့်သူတို့ခေါ်လာတဲ့အပေါ်ပေါင်းလေးခေါ်လာပြီဆိုလို့ရှိရင်ဝယ်ပြီးသွားပြီဆိုလို့ရှိရင်ဒီလူကိုသူတို့မုတ်ကျွေးချင်သူတို့ကူညီပေးထားတဲ့အတွက်သူလည်းဖုန်းကကလစ်ချင်အတော်ပဲငါတို့ရှိမှာ copy ဆိုင်ရှိတယ်တခါလည်းဝင်ထိုင်ကြမယ် copy တာနေမဟုတ်စားမဟုတ်ကျွေးတယ်မဟုတ်ကျွေးနေပြီးတော့မှသူလည်းဖုန်းကလစ်မယ်နေလည်းမဟုတ်စားဆိုပြီးတော့ဒါမျိုးတွားကြတာဆိုလို့ရှိရင်ကိုတို့ကဒါမျိုးရွေးလို့ရနောက်တစ်ခုကစားတော့ဆိုင်အဲ့ဒါလည်းအဲ့လိုပဲစောင်းဆိုင်ရလာဘယ်လိုဆိုင်မျိုးလဲဆိုတော့မူတည်တယ်မိသားစုတွေလာစားကြတယ်ဒါဆိုလို့ရှိရင်ကိုတို့ကကစားကွင်းလေးဖွင့်လို့ရတယ်ကလေးတွေကစားဖို့တဲ့ကစားကွင်း shopping ဖွင့်လို့ရတယ်လူကြီးတွေကမဟုတ်စားကလေးတွေကစားကွင်းနဲ့ပို့ထားဒါမျိုးသုံးမျိုးကတွဲပြီးရောင်းလို့ရဒီဟာကဒီဖုန်းဆိုင်နဲ့စောင်းဆိုင်ရဲ့ customer တွေပေါ်မူတည်ပြီးတော့စဉ်းစားတဲ့ပုံစံဒီဟာကလူတိုင်းပြေးလို့ရတယ်တကယ်မေ့နေတဲ့အချက်တစ်ချက်ရှိတယ်အရေးကြီးတဲ့အချက်ကဘာလဲဆိုတော့အကိုတို့ကဒီလိုဆိုင်နေနဲ့ကိုတွဲပြီးတော့ရောင်းဖို့ပဲစဉ်းစားနေတယ်တကယ်တမ်းအဲ့ဆိုင်တွေကရောင်းနေရလားဆိုတာအကိုတို့မသိဘူးအဓိကဘာလဲဆိုတော့ရှေ့မှာဖုန်းဆိုင်နဲ့စောင်းဆိုင်ရှိရဆိုရင်တို့တွေကရောင်းနေရတယ်တို့တွေကတကယ် customer တွေကလာပြီးတော့ဝယ်နေရတယ်တကယ်အလုပ်ဖြစ်နေရတယ်ငါ့ကိုသိဖို့ဒါမှအကိုတို့ကခုနဖွင့်တဲ့ဆိုင်တွေကအလုပ်ဖြစ်မှာအကိုတို့ကထားပါတော့ဖုန်းဆိုင်ဖွင့်တာလေခုနအကိုပြောလို့ coffee ဆိုင်ဖွင့်တာကိုကဆိုငကိုတွေကဖုန်းဆိုင်ရောင်းမကောင်းလို့ရှိရင်ဘယ် customer ကိုတို့ရောင်းသူတို့ကငကိုတွေကသူတို့ customer ကိုကတ်ရောင်းဖို့အတွက်အစီအစဉ်နဲ့ဖွင့်တာလေအစီအစဉ်ပြေဖြစ်သွားလိမ့်မယ်အဲ့တော့လူတိုင်းကခုနကမျိုးတွေးလိမ့်မယ်ဒါပေမဲ့တကယ်တမ်းတွေးရမယ့်ဥစ္စာအခုပြောတဲ့ပုံစံမျိုးတွေးရဖုန်းဆိုင်ရှိတယ်စောင်းဆိုင်ရှိတယ်ဘယ်ဆိုင်တွေကပို့ပြီးတော့ရောင်းနေရဘလို့အသက်အရွယ်တွေရောင်းနေရသူတို့ဆိုင်ကိုလာတဲ့ customer တွေကဘလို့လူမျိုးတွေခုနကပြောလို့တကယ်လူငယ်တွေလာလားဖုန်းဆိုင်တွေဒါမှမဟုတ်ရှင် restaurant ရောင်းရတယ်တောင်းဆိုင်ရမိသားစုတွေလာတာပြီးတော့ဒါမှမဟုတ်ရှင်လည်းအဖျော်ရမကရက်ပြာကြားတဲ့အတွက်လူကြီးပိုင်းတွေလူလက်ပိုင်းတွေယောက်ျားလေးလာတာများလာဒီပုံမူတည်ပြီးတော့မှအကိုတို့ကဆိုင်ဖွင့်တယ်ကောင်းတယ်တကယ်တမ်းစဉ်းစားတွေကကောင်းတယ်ကိုဘေးပတ်ဝန်းကျင်မှာရှိတဲ့ဆိုင်တွေရဲ့အခြေအနေပေါ်မူတည်ပြီးတော့မှကိုတို့ကဘာဆိုင်ဖွင့်မလဲဆိုစဉ်းစားတာတကယ်တမ်းထည့်စဉ်းစားနေတဲ့အချက်ထဲမှာပါတယ်လုပ်ငန်းကုလုပ်ပြီးဆိုလို့ရှိရင်ဘာလို့လဲဆိုတော့တချို့အရင်တော့ကိုလုပ်ငန်းတွေကို presentation လုပ်ပေးတော့ဆိုလို့ရှိရင်အဲ့ဟာအများကြီးထည့်ပြောတယ်ဘာလို့လဲဆိုတော့တကယ်တမ်းဆိုင်ဖွင့်လို့ရှိရင်ကိုတူးတဲ့ကိုမကြည့်နဲ့ဈေးကွက်ပုံဖော်လို့ရတဲ့နေရာတွေရှိတယ်တချို့နေရာခုနကလည်းပြောတော့ restaurant ရှိတယ်ဒီနေရာမှာကိုတို့ကကလေးစားဝင်လေးဖွင့်နိုင်တယ်ဟောတဖြည်းဖြည်းနဲ့လူတွေသိလာတာငါတို့ restaurant သွားလို့ရှိရင်ဒီမှာကလေးတွေကစားဝင်တစ်ခါလဲပို့ထားလို့ရတယ်အဲ့နေရာမှာဘေးရပြောက်ကအယုတ်ဆိုင်လေးလာပေါ့တဖြည်းဖြည်းနဲ့ဒီနေရာလေးမှာဈေးကွက်လေးဖြစ်လာလူလေးပို့ပြီးတော့စီလာပို့စီလာလေးကိုတို့ဆိုင်တွေကတော့ပို့ပြီးတော့ရောင်းရတယ်ဖြစ်လာတယ်ဒီလိုမျိုးလေးကဈေးကွက်ပုံဖော်ဆောင်နိုင်လားဒါမျိုးလေးကြည့်တတ်ကြတယ်ပြီးနောက်တစ်ခုကကိုယ်ဆိုင်ရဲ့လမ်းပန်းဆက်သွယ်ရေးကိုယ်ဆိုင်ရဟုတ်ပြီဒီလိုမျိုးဆိုင်တွေရှိတယ်ငါတို့ကတွဲဖွင့်တဲ့ဆိုင်မျိုးတွေဖွင့်ပြီးဈေးကွက်တစ်ခုပုံဖော်မယ်ဆိုလို့ရှိရင်ခုနကလည်းမျိုးလမ်းပန်းဆက်သွယ်ရေးကောင်းရလားတခြားမျိုးတွေကသူတွေတခြားရက်ကွက်ကသူတွေဒါမျိုးတွေလာပြီးအားပေးနိုင်လားသူတို့ရက်ကွက်တွေမှာမရှိဘူးဒီမှာရှိနေတယ်ဆိုလို့ရှိရင်ဒီမှာစီရဟစ်ဆိုလို့ရှိရင်လာကြတယ်သူတို့လာဖို့ဆိုလို့ရှိရင်တော့အဆင်ပြေလားသွားလာလွယ်ကူရလားလိုင်းကားရှိရလားအငှားကားတွေရှိရလားစသည်ဖြင့်ပေါ့ဒါမျိုးလေးတွေကိုတို့ကထည့်ပြီးတော့တွက်ကဒါနေရာဒေသကိုမူတည်ပြီးတော့မှအများကြီးစဉ်းစားမယ့်အပိုင်းတွေပါတယ်ပေါ့နော်အကောင်းဆုံးကတော့ခုနကိုပြောတဲ့ customer ကိုထည့်စဉ်းစားပါဘယ်လိုလူမျိုးတွေစီနေရလဲနောက်ဆုံးတို့ကဘေးရဆိုင်တွေကတိတ်မရောင်းသွားတဲ့ဆိုင်မျိုးဖြစ်နေတယ်ဆိုလို့ရှိရင်ကိုဖွင့်မဲ့ဆိုင်မှာရှေ့မှာလူတွေဘယ်နှယောက်ဖြတ်သွားလဲဖြတ်သွားတဲ့လူတွေကအသက်အရွယ်ဘယ်လောက်တွေဒီပေါ်မူတည်ပြီးတော့မှကိုတို့ကဘာဆိုင်ဖွင့်မယ်ဆိုတာရွေးချယ်အကောင်းဆုံးဖြစ်တယ်ဘာလို့လဲဆိုတော့ကိုတို့ကဒီကနေပြီးတော့ဖြတ်သွားဖြတ်လာလူတွေကိုတို့မသိဘဲနဲ့ရန်တန်းဖွင့်လို့မရရန်တန်းဖွင့်လို့ရှိရင်ကိုတို့ကလူငယ်ကြိုက်ဆိုင်ကိုဖွင့်ဖြတ်သွားတဲ့သူတွေကလူကြီးပိုင်းလူလက်ပိုင်းတွေလို့ရှိရင်ကိုတို့မရောင်းရဘူးအဲ့လိုပဲလူကြီးပိုင်းတွေအိမ်ရှင်မတွေကိုရောင်းချင်လို့ကိုတို့ဆိုင်ဖွင့်တယ်တကယ်တမ်းဖြတ်သွားဖြတ်လာတွေကအကြောင်းသားတွေလူငယ်တွေများလို့ရှိရင်ကိုတို့မရောင်းရနိုင်အဓိကဘာလဲဆိုတော့အကိုတို့ marketing အားကိုအရင်မသုံးနိုင်ဘူး marketing အသိမလုပ်နိုင်ဘူးဆိုလို့ရှိရင်အဲ့နေရာ marketing အရင်ရေးကြည့်တယ်နေရာကောင်းမှုရေးကြည့်တယ်ဆိုင်ရဲ့ decoration အပြင်အစင်အရင်ရေးကြည့်တယ်ပေချာပြင်ဆင်ထားမယ်အဓိကမျက်နှာသာပေါ့နော်မျက်နှာသာကိုကြည့်ရတဲ့ဒီဆိုင်သိနေရမယ်ပြီးလို့ရှိရင်လာပြီးတော့ဝယ်ချင်စိတ်ဖြစ်နေရမယ်ကိုယ့်ရဲ့ customer နဲ့ direct ဆက်သွယ်နေရမယ်ဒီမှာဆိုင်ကကိုတို့ကရက်ကွက်ထဲမှာဖွင့်တယ်နည်းနည်းလေးငွေမသုံးနိုင်တဲ့နေရာဖွင့်တယ်ဒါပေမဲ့တကယ်တော့ကိုတို့ဆိုင်ဖွင့်လဲဖွင့်တော့လုံးဝ share အဲကွန်ခန်းတွေပါနေအမှန်ကန်ဖွင့်ချတယ်ကိုကတော့ကောင်းကောင်းပေးချင်ဆုံးနဲ့ဖွင့်ချတယ်ဒါပေမဲ့ customer တွေကမဝင်ရဲဆိုင်တွေကိုဈေးကြီးရဖက်လို့သူတို့ရှိန်လို့မဝင်ရတာမျိုးရှိတယ်ဒီလိုဖြစ်လို့မရဘူးကိုတို့ကထောက်တယ်တွေနဲ့ direct နီးစပ်နေရတယ်ရေးကြည့်ရပါအဲ့ဒါမလို့ကိုတို့ကဟုတ်ပြီဘာဆိုင်ရှိဘာကြည့်ရမလဲဆိုတော့အဲ့ဆိုင်တွေရောင်းရလိုက်ရင်ကြည့်အဲ့ဆိုင်တွေရောင်းရပြီဆိုတော့မှအဲ့ဆိုင်က customer ကိုတို့ဘယ်လိုတက်ပြီးတော့ရောင်းမလဲဘယ်လိုမျိုးဈေးကွက်ပုံဖော်မလဲဆိုတာကိုထပ်ပြီးတော့စဉ်းစားရမှာဖြစ်ပါတယ်
နောက်တစ်ခုကကြတော့ online ဈေးကွက်ကိုထည့်ပြီးတော့စဉ်းစားပါ online မှာအကိုတို့ရောင်းလို့ရတဲ့ customer တွေအများကြီးပဲရှိတယ်အရင်နှမျောဖို့ကောင်းတယ်မရောင်းမနေလို့ရှိရင်အဲ့တော့ online ဈေးကွက်ကိုထည့်စဉ်းစားရမယ် online က customer တွေအကိုတို့ရောင်းရပြီး online ကနေပြီးကိုလာဝယ်ပြီးဆိုလို့ရှိရင်အကိုတို့ဘယ်လိုမျိုး delivery service နဲ့အကြသူတို့ပစ္စည်းပို့ဖို့အတွက် delivery service ပေးတဲ့ဝန်ဆောင်မှုတွေရှိတယ်နော်ဝန်ဆောင်မှုလုပ်ငန်းတွေရှိတယ်သူတို့နဲ့ချိတ်ဆက်ပြီးတော့အကိုတို့လုပ်လို့ရရတယ်သူတို့တွေလာယူမယ်ဆိုလို့ရှိရင်ရောအဆင်ပြေရလားဒါတွေကိုကိုတို့ကထည့်ပြီးတော့စဉ်းစားထားရပါမယ်ဒါမှလည်းကိုတို့လုပ်ငန်းကရေရှည်မှာဘက်ပေါင်းစုံကနေကိုတို့ marketing ဈေးကွက်ဖောက်လို့ရတယ်အဲ့ဒီကိုယ့်ပတ်ဝန်းကျင်ကဆိုင်တွေကလည်းအရန်လွှမ်းမိုးမှုရှိရနော်နောက်ဆုံးကိုယ့်ဆိုင်ကမရောင်းအောင်ကိုကဘာ marketing မှမလုပ်တတ်ဘူးဆိုလို့ရှိရင်တော့အဲ့ဒီဘေးဆိုင်တွေက marketing ကောင်းတယ်အရသာကောင်းတယ်စသဖြင့်လူပိုသိရတယ်ဆိုလို့ရှိရင်သူတို့ဆိုင်ကိုလာရင်လည်းကိုယ့်ဆိုင်မှာရောပြီးတော့ရောင်းရတာမျိုးရှိတယ်တခါတည်းရှင်ကိုက marketing ကောင်းတယ်ကိုက marketing ကောင်းတယ်ဘေးဆိုင်ကဘာမှမလုပ်ဘူးဒါပေမဲ့ကိုယ်ဆိုင်ကိုလာတဲ့ customer တွေကလည်းရောပြီးတော့သူတို့ဆိုင်ကိုဝယ်သွားတာလည်းဖြစ်နိုင်ခြေရှိတယ်ဒါကဈေးကွက်တစ်ခုမှာဖြစ်လေဖြစ်တာရှိတဲ့ပုံစံလေးပဲအဲ့တော့ဒါတွေကထည့်ကိုတွက်ကမယ်ထည့်တွက်တဲ့အခါမှာခုနပြောသလိုဘာဆိုင်ရှိလို့ဘာဆိုင်ဖွင့်ရမယ်ဆိုတဲ့ပုံတင်နည်းနဲ့မသွားနဲ့မသွားဘဲနဲ့ဒီဆိုင်ကိုလာတဲ့ customer တွေကြောင့်ဒီဆိုင်ဖွင့်နေဆိုတဲ့ပုံတင်ကြီးကပို့ပြီးတော့နော် customer ကိုဥတိုင်ထားပါ customer ကိုအလဲတိုင်ထားပါထားပြီးတော့မှအခုလောက်တာကအကောင်းဆုံးပါပဲဒါမိထားတာညီလေးလားညီမလေးလားသုံးသက်ပြည့်ဦးဆိုတာညီမလေးပေါ့နော်အများကြီးပဲရောင်းကောင်းပါသေးအခုကျွန်တော်ကြည့်နေတဲ့မိတ်ဆွေတွေကတော့ဘာဆိုင်လေးတွေပြင်ဖို့စဉ်းစားနေတယ်ဟော comment ထဲမှာဝင်ပြီးတော့ဆွေးနွေးခဲ့ပါနောက်ဗီဒီယိုမှာကျွန်တော်တင်ပြကြမယ်ကျွန်တော်ကိုဟန်ကြီးပါဟုတ်လား